အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel မှာမိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်ကဏ္ဍကတော့မိတ်ဆွေများအတွက်အဖွင့်နဲ့တနေကုန်စာကဏ္ဍလေးပဲဖြစ်ပါနော်ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လေးမနေရသေးဘူးဆိုရင် subscribe လေးနေပြီးအားပေးထားပါကဏ္ဍလေးတွေကိုတော့ပုံမှန်လေးတင်ဆက်ပေးသွားအောင်မလို့ကျွန်တော်ရဲ့ channel လေးကိုအခုလေးပဲ subscribe လေးလုပ်သွားပေးပါတစ်ပတ်အတွင်းမှာလုံးချင်းလုပ်လိုက်လို့ရှိရင်အရှုံးလုံးဝမပေါ်ပါဘူးဒီတစ်ပတ်စာမှာအဖွင့်နေမနက်ခင်းမှာ6လုံးမိုင်လေးနဲ့အရန်ကွက်လေးတွေကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့မကြော်ခင်အတွက်ပတ်တီးလိုက်ခြင်းနဲ့မိတ်ဆွေများအတွက်ဆိုရင်လည်းကျွန်တော်နောက်ဆုံးမှာပတ်တီးလေးတင်ဆက်ပေးထားလည်းရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့အဖွင့်နေတနေကုန်စာထိုးကဏ္ဍလေးတွေပါ65691318939594ရဒါအရန်ကဏ္ဍလေးပဲဖြစ်ပါနော်မိတ်ဆွေများmain အကွက်ဆိုရင်လည်းကျွန်တော် main တင်ကွက်ကိုကျွန်တော်၄ကွက်တင်ဆက်ပေးထားရရှိပါတယ်မိတ်ဆွေများလုံးဝအရှုံးမပေါ်အောင်ဆိုပြီးတော့တစ်ပတ်စာကဏ္ဍလေးတွေကိုလုံးချင်းခြုံပြီးတော့တခါတည်းထိုးကွက်လေးတွေပဲတင်ဆက်ပေးသွားတာလည်းဖြစ်ပါတယ်ခင်ဗျာဒါ main ထိုးကွက်ကတော့ကျွန်တော်၄ကွက်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်မိတ်ဆွေများအကြိုက်တွင်တော့ဝင်လုံးလို့ရပါတယ်ရှုံးကတော့လုံးဝမပေါ်စေရပါဘူးခုမကျော်ပတ်တီးထိုးခြင်းနဲ့ဆိုရင်လည်းခုမကျော်ပတ်တီးဗီဒီယိုရဲ့နောက်ဆုံးမှာရှိပါတယ်ဗီဒီယိုလေးတွေကိုတော့အဆုံးထိကြည့်ပေးပါဒါကတော့ကျွန်တော်ရဲ့လုံးဝအားစရာမလိုတဲ့639584နဲ့15ကဏ္ဍလေးပဲဖြစ်ပါနော်ဒါမိတ်ဆွေများအတွက်အားလုံးဒီတစ်ပတ်စာမှာအဖွင့်လာပါစေဆိုပြီးကျွန်တော်ဆုတောင်းရင်းနဲ့ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျတော့ဟူးမကျော်ပတ်တီးလေးပေါ့နော်ဒါဟူးမကျော်ပတ်တီးကကျွန်တော်ရဲ့ဟူးမကျော်ပတ်တီးကလုံးဝမထွက်တာဆိုတာလုံးဝမရှိသလောက်ပါပဲနော်မိတ်ဆွေများတတိတဲ့ကိုလိုက်ရင်လည်းရပါတယ်ဟူးမကျော်ပတ်တီးလှလှလေးနဲ့ဟူးမကျော်ပတ်တီးကတော့ငါးလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါ